မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့နေ့စဉ်လူနေမှုဘဝမှာမျက်လုံးတွေကအလုတ်ဆုံးဆိုတာတင်သတိထားမိပါသလားမနက်မိုးလင်းတာနဲ့ဖုန်းကြည့်ရတယ်အလုပ်ခွင်မှာကွန်ပျူတာရှေ့ထိုင်ရတယ်ပြီးတော့အပြင်ထွက်ရင်လည်းပြင်းထန်တဲ့နေအောင်ချီတံကိုခံကြရပါတယ်ဒါကြောင့်ဒီနေ့မှာတော့တင့်ရဲ့အဖိုးတန်တဲ့မျက်လုံးအတွက်ခင်မိပြီးစတိုင်ကြကြကာကွယ်ပေးမဲ့လူစဉ်ရဲ့အဆင့်မြင့်နည်းပညာသုံးမျက်မှန်လေးနဲ့မိတ်ဆက်ပေးပါရစေ။ဘာကြောင့်ဒီမျက်မှန်ကိုရွေးချယ်တင်တာလဲ။တက်အပြာရောင်လင်းနဲ့ကိုအပြည့်အဝကာကွယ်ပေးခြင်းဖုန်းတွေကွန်ပျူတာတွေကထွက်တဲ့ blue light ဟာမျက်လုံးကိုညောင်းညစေပြီးအိတ်မပျော်တာခေါင်းကိုက်တာတွေကိုဖြစ်စေပါတယ်။လူစံမျက်မှန်ကဒီအလင်းတန်းတွေကိုထိရောက်စွာဟန်တာပေးလို့အလုပ်လုပ်တဲ့အခါပဲဖြစ်ဖြစ်ဂိမ်းဆော့တဲ့အခါပဲဖြစ်ဖြစ်မျက်လုံးကိုအေးမြနေစေမှာပါ။နှစ်နေအောင်ကြည့်အောက်မှာအလိုလျောက်အယောင်ပြောင်းလဲခြင်း outer lens ဒီမျက်မှန်ရဲ့ထူးခြားချက်ကအိမ်ထဲမှာရှိနေရင်ကြည်လင်တဲ့မှန်ရောင်ဖြစ်နေပြီးအပြင်ထွက်လို့နေအောင်ကြည်နဲ့ထိတွေ့တာနဲ့စက္ကန့်ပိုင်းအတွင်းမှာအလိုလျောက်အယောင်ရင်းသွားတာပဲဖြစ်ပါတယ်။နေကမျက်မှန်တီးတန့်ဆောင်စရာမလိုတော့ပဲတလက်သေးနဲ့အားလုံးပြီးပြည့်စုံသွားမှာပါ။3 layer protectionမျက်လုံးတိမ်ဆွဲတာနဲ့မျက်ကြည်လွှာပျက်စီးမှုကိုဖြစ်စေတဲ့ကာရောင်ခြည်တွေကို100%ကာကွယ်ပေးပါတယ်။ဒါကြောင့်တင့်မျက်လုံးတွေဟာအမြဲတမ်းလုံခြုံမှုရှိနေမှာပါ။သုံးစွဲပုံနဲ့ဒီဇိုင်းပိုင်းဒီမျက်မှန်ဟာဒီဇိုင်းပိုင်းမှာလည်း half frame ပုံစံလေးဖြစ်တဲ့အတွက်လူငယ်လူကြီးကျောင်းသားဝန်ထမ်းမည်သူမဆိုနဲ့လိုက်ဖက်ညီပါတယ်ပေါ်ပါတဲ့ပစ္စည်းတွေနဲ့ပြုလုပ်ထားလို့တနေကုန်တက်ထားရင်တော့နားထင်တာနှာခေါင်းပေါ်မှာဖိမိတာမျိုးလုံးဝမရှိပါဘူး။စတိုင်ကြတဲ့ business look ရရှိစေတယ်လို့ခင်မိတဲ့ casual style အဖြစ်လဲဝတ်ဆင်နိုင်ပါတယ်။မျက်လုံးဆိုတာအစားထိုးလို့မရတဲ့ယတနာတစ်ခုပါဒီတော့တင့်မျက်လုံးကိုအကောင်းဆုံးဂရုစိုက်ဖို့လူရှင်မျက်မှန်ကိုအခုပဲရွေးချယ်လိုက်ပါကြည်လင်တဲ့အမြင်အာရုံခင်မိတဲ့စတိုင်နဲ့စိတ်ချရတဲ့ကာကွယ်မှုဒါတွေအားလုံးကိုမျက်မှန်တစ်လက်ထဲမှာရရှိနိုင်ပါပြီမှာယူလိုပါကအောက်ကချင်းဝါလေးကိုနှိပ်ပါ